ကဲခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့တကယ်တမ်းပါတယ်လို့မလဲစဉ်းစားကြည့်ဘူးကြလားဒီတစ်ခေါက်မှာတော့လေခေါင်းဆောင်မှုပညာရှင် John C. Maxwell ရဲ့စာအုပ်ထဲကအချက်တွေကိုအခြေခံပြီးတော့လူတွေကလေးစားအားကြပြီးနောက်လိုက်ခြင်းစိတ်ဖြစ်လာအောင်လှုပ်ဆောင်ပေးနိုင်တဲ့အဓိကအရေးသွေးတွေကိုတစ်ချက်ချင်းစီဆွေးနွေးကြည့်ကြအောင်ဟုတ်ပြီပထမဆုံးဒီမေခွန်းလေးကိုအတူတူစဉ်းစားကြည့်အောင်ဘာဖြစ်လို့ခေါင်းဆောင်တချို့ကြတော့လူတွေကိုစိတ်အားထက်သန်အောင်တက်ကြွအောင်လုံဆောင်နိုင်စွမ်းရှိပြီးတော့တချို့ကြတော့အမိတ်ပြီးအောင်တသက်ဖြစ်နေရတာလေဒီမေခွန်းရဲ့ဖြေကပဲတကယ်ခေါင်းဆောင်မှုဆိုတာဘာလဲဆိုတဲ့အနှစ်သာရကိုဖော်ထုတ်ပေးမှာပါJohn C. Maxwell ကတော့ရှင်းရှင်းလေးပဲပြောတယ်ခေါင်းဆောင်မှုဆိုတာလေယာဒူးအာနာဒါမှမဟုတ်ကိုတက်ထားတဲ့နည်းပညာတွေအကြောင်းလုံးဝမဟုတ်ဘူးတဲ့တကယ်ခေါင်းဆောင်မှုစစ်ဆိုတာကကိုယ့်ရဲ့အတွင်းစိတ်ကိုယ့်ရဲ့အတွင်းထန်တန်အာနီအပြင်ကိုတဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာတာမျိုးပါရဲ့ဆိုတော့ခေါင်းဆောင်မှုရဲ့အခိုင်အမာဆုံးအခြေခံအုံမေကနေပဲဆက်လိုက်ကြတာပေါ့အဲ့ဒါကဘာလဲဆိုတော့ကိုယ်တိုင်ကဘယ်လိုလူစားမျိုးလဲဆိုတဲ့အချက်ပါပဲဟုတ်ပါတယ်အရာအလုံးရဲ့အစခေါင်းဆောင်မှုရဲ့အခိုင်အမာဆုံးအုံမေကတော့စာရိတ္တ character ပါပဲဒါဟာညုံကြည်မှုအလုံးအတွက်အခြေခံအကြားဆုံးကြောက်တာတစ်ခုလိုပဲဒါမခိုင်ရင်ဘာမှဆက်လို့မရပါဘူးဒီအကြောင်းကိုပို့ပြီးမြင်တာတော့အောင်တီထွန်းသူဘီလီယာရဲ့ဇလန်လေးတစ်ခုကိုကြည့်လိုက်ရအောင်တူတီထွန်းထလို့ထားရဲ့ Learjet Learnison ကအကြောင်းရင်းမသိဘဲနဲ့ပြတ်ကျသွားရဲ့အဲ့ဒီအချိန်မှာသူ့ရှိမှာကကုမ္ပဏီရဲ့အနာဂတ်နဲ့လူပေါင်းများစွာရဲ့အသက်တရအတွက်ဒေါ်လာတန်ပေါင်းများစွာတန်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ဖြစ်လာပါပြီသူကငွေရေးကြေးကိုလုံးဝမကြည့်ခဲ့ဘူးသူ့ရဲ့လေရင်တွေအားလုံးကိုချက်ချင်းမြေပြင်မှာပဲရန်နာစေခဲ့တယ်ဒါနဲ့ပြီးသွားလားဆိုတော့မဟုတ်သေးဘူးအမယွင်ကဘယ်ကစတာလဲဆိုတာကိုသိရဖို့အတွက်ကိုယ့်အသက်ကိုပထနာမထားပဲအဲ့ဒီအန်ဒရီရှိတဲ့အခြေအနေကိုပြန်လဲဖန်တီးပြီးကိုယ်တိုင်လေရင်မောင်းနှင်စမ်းသက်ခဲ့တယ်ဗျာအခုဘီလီရဲ့လက်ပြကစာရိတ္တဆိုတာဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသွားတာပါပဲစာရိတ္တဆိုတာအေးဆေးဆေးအဆင်ပြေနေတဲ့အချိန်မှာပေါ်လာတာမျိုးမဟုတ်ဘူးလေအခုလိုမျိုးအချက်အတဲတွေခက်ခဲတဲ့ရွေးချယ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာမှပို့ပြီးတော့ထင်ထင်ရှားရှားပေါ်လွင်လာတာပါနောက်ထပ်အရန်အရေးကြီးတဲ့အရေးအသွေးတစ်ခုကတော့ဂတိကဝတ် commitment ပါပဲဒီစကားကိုတော့ကဘာကျော်ပန်းချီဆရာကြီးမီကလန်ဂျိုလုံးကသူ့ရဲ့နာမည်ကြီး Sistine Chapel မျက်နှာကျက်ပန်းချီကားကြီးကိုဆွဲနေတော့မှပြောခဲ့တာပါတကယ်တော့ပုံရဟန်းမင်းကြီးကသူ့ကိုတမန်တော်12ပါးပုံပဲဆွဲခိုင်းခဲ့တာဒါမှနဲ့သူကတော့ပုံပေါင်း300ကျော်နဲ့ဇလန်းစကွက်ပေါင်းများစွာကိုလေးနှစ်လုံးလုံးပင်ပန်းကြီးစွာနဲ့ရေးဆွဲခဲ့တယ်သူ့ရဲ့ဒီကတိကဝဲကြောင့်သူ့ရဲ့အမြင်အာရုံတွေတောင်ထိခိုက်ခဲ့ရတဲ့အထီးပဲစဉ်းစားကြည့်ပါကိုယ့်ရဲ့အိမ်မက်တစ်ခုအတွက်ဒီလောက်အထီးပေးဆက်နိုင်မလားကဲအတွင်းစိတ်အရေးအသွေးတွေကခေါင်းဆောင်မှုရဲ့အခြေချအုံမြင့်ဆိုရင်အပြင်မှာလုံဆောင်ချက်တွေကတော့အဲ့ဒီအုံမြင့်ပေါ်မှာတိဆောက်လိုက်တဲ့အဆောင်အုံကြီးလိုပါပဲနောက်တစ်ချက်ကတော့ရဲစွမ်းတတ်တိ courage ပေါ့ပရမကဘာစစ်သူရဲ့က Eddie Rickenbacker ပြောတယ်လို့ပဲရဲစွမ်းတတ်တိဆိုတာကြောက်စိတ်မရှိတာကိုပြောတာမဟုတ်ပါဘူးတဲ့ကြောက်နေပေမဲ့လည်းလှုပ်တင်လှုပ်ထိုက်တာကိုဆက်လုပ်တာအဲ့ဒါကိုမှတတ်တိလို့ခေါ်တာပါသူကလေကဘာစံချိန်တင်ပြန်ကားမောင်းသမားကြီးအောင်အဲ့ဒီအကြောက်တရားကိုကြော်လွားပြီးပထမကဘာစစ်ရဲ့အတော်ဆုံးလေရင်မှုတယောက်ဖြစ်လာခဲ့တယ်သူရဲ့တတိကသူ့ဘဝအတွက်အခွင့်အလမ်းတက်တီကိုတကောက်ဖွင့်ပေးခဲ့တာအကျဉ်းချင်းပါပဲဟုတ်ပြီခေါင်းဆောင်တယောက်ရဲ့ခေါင်းထဲမှာရှိတဲ့အသွေးခေါ်တွေကဘလောက်ပဲကောင်းနေပါစေတခြားသူတွေကိုနားလည်အောင်လက်ခံလာအောင်မပြောပြနိုင်ဘူးဆိုရင်အလားကားပါပဲအဲ့ဒါကြောင့်ဆက်ဖွယ်ပြောဆိုခြင်း communication ဆိုတာတကယ်ကိုအရေးပါတဲ့အရေးသွေးတစ်ခုဖြစ်လာတာပေါ့အဲ့တော့ဆက်သွယ်ပြောဆိုမှုကောင်းမှုအတွက် Maxwell ကအချက်လေးချက်ကိုလမ်းညွှန်ထားတယ်နံပါတ်1ကိုပြောချင်တဲ့ message ကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပါရှုပ်ရှုပ်ထွေးထွေးတွေမလိုဘူးရိုးရှင်းလေးပိုကောင်းလေပဲနံပါတ်2ကတော့ကိုစကားပြောနေတဲ့လူကိုတကယ်မြင်အောင်ကြည့်ပါသူ့ဉာဏ်နဲ့ဝင်ကြည့်ပြီးသူတို့ဘာလိုချင်လဲဆိုတာနားလည်ပေးဖို့လိုတယ်နံပါတ်3ကိုပြောတဲ့ຢာကိုကိုယ်တိုင်ကအရင်ဆုံးတရားရခိုင်နှုန်းယဉ်ကြည်နေရမယ်အဲ့ဒီခါကျမှတခြားသူတွေကလည်းလိုက်ယုံမှာပေါ့ဟုတ်တယ်မလားနောက်ဆုံးတစ်ခုကတော့သူတို့စီကတွန့်ပြန်မှုကိုပြန်ရယူပါအပြန်လန်နားလည်မှုတိဆောက်ဖို့အတွက်ဒါအရင်အရေးကြီးပါတယ်ကဲအခုနောက်ဆုံးပိုင်းအနေနဲ့တခြားသူတွေနဲ့ဆက်ဆံရေးကောင်းတဲ့ဒီဆောင်တဲ့နေရာမှာအရေးကြီးဆုံးဖြစ်တဲ့အရေးသွေးတွေအကြောင်းကိုကြည့်လိုက်ကြရအောင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်းနဲ့ဦးခီတဲ့ Glasgow နဲ့ Disraeli တို့နဲ့ညစာတူစားခဲ့တဲ့အမျိုးသမီးတယောက်ရဲ့မှတ်ချက်လေးကဆွဲဆောင်မှု charisma ရဲ့အသေးပဲကိုရှင်းကနေခေသွားစေတယ်။ဒီဇလန်ကဘာကိုပြနေလဲဆိုတော့တကယ့်ဆွဲဆောင်မှုဆိုတာကိုဘလောက်တော်ကြောင်ကိုချပြတာမဟုတ်ဘူး။တခြားသူတွေကိုသူတို့ကိုယ်သူတို့တော်တဲ့တန်ဖိုးရှိတယ်လို့ခန်းစားသွားရအောင်လုပ်ပြနိုင်စွမ်းပါပဲ။ဒီ80ပဲခွင့်ဆိုချက်ကခုနက Gladstone နဲ့ Disraeli ဇလန်ရဲ့တင်ငန်းစာကိုအတိအကျပြန်ပြီးထင်ဟပ်စေတာပေါ့။ charisma ဆိုတာတခြားသူတွေကိုအာရုံစိုက်ခြင်းသူတို့ကိုအလေးထားခြင်းနဲ့လာတာပါလူတွေနဲ့ဆက်ဆံရေးကောင်းတစ်ခုဒီဆော့ဖို့အတွက်နောက်ထပ်မရှိမဖြစ်လိုအပ်တဲ့အရေးအသွေးကတော့နားထောင်ခြင်း
listening ပါပဲတကယ်ဆက်သွယ်မှုဆိုတာလူတွေရဲ့နှလုံးသားထဲမှာတကယ်ပါရှိလဲဆိုတာကိုနားလည်အောင်ကြိုးစားနားထောင်ပေးခြင်းကနေစတင်တာပါ Oprah Winfrey ရဲ့အောင်မြင်မှုကိုပဲကြည့်လိသူကစကားပြောကောင်းလို့မတူအောင်မြင်တာမဟုတ်ဘူးသူစီလာတဲ့ဧည့်သည်တွေသူပရိသတ်တွေရဲ့ဇလန်းတွေကိုတကယ်ကိုစိတ်ဝင်စားနဲ့နဲ့ရှိုင်းနားထောင်နိုင်တဲ့ရေးချင်းကြောင့်မှဒီလိုနားထောင်နိုင်စွမ်းကပဲလူတွေရဲ့နှလုံးသားတကားကိုဖွင့်နိုင်ခဲ့ပြီးသူ့ရဲ့အစီအစဉ်ကိုကဘာကျော်ဖြစ်စေခဲ့တာပေါ့ကဲဒီလိုရေးသွေးတွေကိုတီးပြဲနောက်မှာကိုပိုင်ခေါင်းဆောင်မှုခရီးကိုဘယ်လိုစတင်ကြမလဲ Maxwell ပြောခဲ့တယ်လို့ပါပဲခေါင်းဆောင်မှုဆိုတာတညာတဲ့နဲ့ဖြစ်လာတာမျိုးမဟုတ်ပါဘူးဒါဟာနေ့စဉ်လေ့ကျင့်မှုတွေကိုပြန်လည်ပြုပြင်မှုတွေကနေတခေးပြင်းနဲ့တိဆောက်ယူရတဲ့ခေးရှည်တစ်ခုပါစောကဒီနေ့ကစပြီးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မဲ့အရေးသွင်းအခုကဘာဖြစ်မလဲကိုရဲ့ခေါင်းဆောင်မှုခီးရဲ့ပထမဆုံးခြေလှမ်းကိုဘယ်အရေးသွင်းနဲ့စတင်မလဲဆိုတာကိုပြန်မြည်ကြည့်လိုက်ကြပါအောင်